ယနေ့သာသနာတော်နှစ်2569ခုကောဇာတက္ကရာ1389ခုတပေါင်းလပြည့်ကျော်တရက်နေ့ခရစ်တက္ကရာ2026ခု3လပိုင်း3ရက်နေ့အင်္ဂါနေ့မှာမြန်မာနိုင်ငံပြည်တွင်းပြည်ပမှရှိကြကုန်သောသာသနာဝန်ထမ်းရှင်ရန်ပေါင်းပစ္စည်းလေးပါးလူဒန်းကြကုန်သောတရားဓမ္မပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကဘာသူကဘာသားအပေါင်းယနေ့မှမူပွားကြကုန်သောမူနေရှင်ပေါင်း365မြတ်တာပါအစီအစဉ်ကိုကြည့်ရှုနေသောပုဂ္ဂိုလ်ပေါင်းကျွန်တော်တို့နှင့်တန်တရားဆက်သက်မှယခုဘဝတည်တော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘိုးဘွားညီကူမောင်နှမအပေါင်းနတ်ပြည်6တဲ့မြမပြည်20လူပုံပဲလေးပုံ30ပုံနာကျင်နေကြကုန်သောလူနတ်ပြည်မှာတတ္တဝါပဲပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့သည်မကောင်းကျိုးကိုပယ်ဖြောက်၍ကောင်းကျိုးချမ်းသာကိုပေးစွမ်းစေတတ်သောမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေလို့ရှေးဥစွာဆုတောင်းမေတ္တာပို့သပါသည်365မြတ်တာပါအစီအစဉ်ကိုနေ့စဉ်နဲ့များဆောင်ရွက်နေရခြင်းသည်နေ့စဉ်နဲ့များမူပွားနေကြကုန်သောမူနေရှင်ပေါင်းတို့အားမေတ္တာပို့သခြင်းနှင့်ကုသိုလ်ကောင်းမှုများပြုလုပ်ရန်တိုက်တွန်းနှိုးဆော်ခြင်းဆိုတဲ့အချက်နှစ်ချက်ကိုအခြေခံ၍ယနေ့ကမ္ဘာလောကကြီးမှာဖြစ်ပွားလျက်ရှိသောမီးဘေးရေဘေးလေဘေးငလင်ဘေးစသည့်သဘာဝဘေးအန္တရာယ်မျိုးမျိုးကိုကမ္ဘာသူကမ္ဘာသားများခံစားနေရသည့်အပြင်လူတူးချင်းတယောက်ချင်းမှရှိသောလောဘဒေါသမောဟဆိုတဲ့တရားစုများကြောင့်လူတူးနှင့်တူးကြားအဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြားနိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိသောပဋိပက္ခများကြောင့်လည်းဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးများကိုကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ထို့အပြင်ငမှုခေါင်းမခြင်းကြောင့်ပျက်စီးခြင်းဘေးစစ်လက်နက်များကြောင့်ပျက်စီးခြင်းဘေးယောဂများကြောင့်ပျက်စီးခြင်းဘေးဆိုတဲ့ကပ်ကြီးသုံးပါးဘေးကိုလည်းကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ဒီဒုက္ခရောက်နေကြသောပုဂ္ဂိုလ်ပေါင်းတို့အားကိုယ်တိုင်ကူညီဆောက်ရှောက်ခြင်းတည်းဟူသောကာယကံမေတ္တာများကိုမထားရှိနိုင်သေးတာမိမိတို့နှုတ်မှမေတ္တာပို့သခြင်းတည်းဟူသောဝစီကံမေတ္တာမိမိတို့စိတ်မှမေတ္တာစိတ်များထားရှိခြင်းတည်းဟူသောမနောကံမေတ္တာများကိုထားရှိမယ်လူတိုင်းမေတ္တာတရားကိုပွားများကြမယ်ဆိုရင်မိမိတို့နေထိုင်ရာကမ္ဘာလောကကြီးဟာမေတ္တာတရားထွန်းကားရာငြိမ်းချမ်းသာရသောနေမြေတစ်ခုဖြစ်လာမယ်လို့ယုံကြည်သောကြောင့်ဆောင်ရွက်နေရခြင်းဖြစ်ပါသည်365မေတ္တာပါအစီအစဉ်မှာမိမိတို့မိနာမများကိုခေါ်ဆိုမေတ္တာပို့သခြင်းများခံယူလိုပါက Messenger မှာမိမိတို့ရဲ့အမိမွေးနေ့များကို3ရက်ခန့်ကြိုတွင်၍ပေးပို့သနိုင်ပါသည် Messenger အားမကြည့်မိရသော၎င်းအကြောင်းမျိုးမျိုးကြောင့်မိမိတို့မိနာမများကိုခေါ်ဆိုမေတ္တာပို့သခြင်းများမပြုလုပ်နိုင်ရင်လည်းခွင့်လွှတ်ပေးပါလို့မေတ္တာရက်ခံပါသည်365မေတ္တာပါအစီအစဉ်ကိုကိုယ်တိုင်မပြုလုပ်နိုင်သည့်တိုင်အောင်ရှယ်ပေးခြင်းဖြင့်၎င်းအစီအစဉ်ကိုကြည့်ရှုလိုက်ပါဆောင်ရွက်ခြင်းဖြင့်၎င်းဘာဝနာကုသိုလ်များကိုပါဝင်နိုင်ပါသည်မေတ္တာဘာဝနာပွားများမည်ဖြစ်သောကြောင့်ကျွန်ုပ်နှင့်တူတကွကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ရန်နှင့်ကုသိုလ်ကောင်းမှုများကိုမြတ်ပေးဝေသည့်အခါဝမ်းမြောက်ဝမ်းသာသာဓုခေါ်နိုင်ရန်ကိုယ်ဆောင်နှင့်အိမ်ဆောင်နှင့်ခြံဆောင်နှင့်ကျောင်းဆောင်နဲ့တိမ်ဆောင်နဲ့ဓမ္မယုံဆောင်နဲ့ဇေတီဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ဆောင်နဲ့များနဲ့တကွာကျွန်ုပ်တို့နဲ့တန်တရားဆက်ဆက်မှယခုဘဝတည်တော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘိုးဘွားညီကောင်နှမအပေါင်းနတ်ပြည်6တဲ့မြမပြည်20လူပုံပဲလေးပုံ30ပုံနာကျင်နေကြကုန်သောလူနတ်ပြည်မှာတတ္တဝါပဲပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့သည်ဤကြကုံကြောင့်ပရိယတ္တိစာသင်တိုင်းသို့ကြွားရောက်တော်မူနိုင်ကြပါသည်ကြွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်ပေါင်းကလည်းခွင့်ပြုပေးတော်မူနိုင်ကြပါသည်တကူကြီးသောနတ်ပြမများကြွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်များသည်ဤနေရာသည်မိမိတို့နေထိုင်ရာဌာနများဖြစ်သောကြောင့်တကူကြီးသောနတ်ပြမများနှင့်တူတကွာကုသိုလ်ကောင်းမှုများကိုစိတ်ချမ်းသာစွာပြုလုပ်နိုင်ကြပါသည်သာဓုသာဓုသာဓုမေတ္တာဘာဝနာပွားများမည်ဖြစ်သောကြောင့်ဤဘဒကဘာ၌ပွင့်ထွန်းမိပွင့်ထွန်းလက်တန်သောကာကုတကောဏဂုံကတ္တဗဂေါတမအဓိမိတယမြတ်စွာဘုရားရှင်တို့အားပင်ဖိတ်ပါမည်ဣမေပဒကဘေဩဘာဒောကာကုတံသောသာကောဏဂမနောသာကတ္တဘောသာဂေါတမောမုနိသာအဓိမိတယောသာတေပင်္စဗုဒ္ဓေတိတေမေမာကံတင်တုနေသာတပ္ပတာဒုခေနာတပိညုတာညနေတော်ဣမေပဒကဘေပဒကဘာ၌ဩဘာတော်ပွင့်တော်မူကြကုန်သော
ကာကုတန်တော်ဇာကိုကိုပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌တပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောကာကုတန်မြတ်စွာဘုရားသည်၎င်းကောနာကမနောဇာယိတပံပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌တပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောကောနာကုမြတ်စွာဘုရားသည်၎င်းကတဘောဇာညောင်ပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌တပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောကတ္တဗမြတ်စွာဘုရားသည်၎င်းဂေါတမောမုနိဇာညောင်ဗုဒ္ဓေဘောဓိပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌တပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောဂေါတမမြတ်စွာဘုရားသည်၎င်းအရိမတယောဇာကံကောပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌တပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူလတန်သောအရိမတယမြတ်စွာဘုရားသည်၎င်းဒေပင်စဗုဒ္ဓေဟိထုံငါးပါးသောမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့သည်မိမာကံဘုရားတပည့်တော်တို့၏ဒီသေးဥကောင်းယတနာမြတ်အင်္ဂါ၌နေဆံမြဲတပဒနေယောညာဘခခတိဒုခေနာကိုယ်ချမ်းမစိတ်ချမ်းသာစွာဖြင့်တပိညုတာညနှင်းတော်တပိညုတာရွှေဉဏ်တော်ဝင်သားလျက်တင်တူတရင်သုံးတည်နေတော်မူပါရှင်သူမြတ်ကြီးတို့ဘုရားဤဗဒကဘာ၌ပွင့်ထွန်းမိပွင့်ထွန်းလက်တန်သောကာကုတံကောနာကုံကတ္တဗဂေါတမအဓိမတယမြတ်စွာဘုရားရှင်တို့သည်ဘုရားတပည့်တော်နှင့်ဘုရားတပည့်တော်ပင်ဖိတ်ထားသောပုဂ္ဂိုလ်ပေါင်းဘုရားတပည့်တော်မြတ်တာပုံမြတ်ပေးဝသောပုဂ္ဂိုလ်ပေါင်းတို့၏ဥကောင်းယတနာမြတ်အင်္ဂါ၌နေယောညဘာခကတိကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံသောအဖြစ်တပိညုတာရွှေဉဏ်တော်ဝင်သားလျက်တရင်သုံးတည်နေတော်မူတကဲ့သို့ဘုရားတပည့်တော်တို့သည်လည်းနေယောညဘာခကတိကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံသောအဖြစ်ကောင်းသောလူဆန္ဒများပြေဝပါလို့မြတ်စွာဘုရားသာဓုသာဓုသာဓုယနေ့သာသနာတော်နှစ်2569ခုကောဇာတက္ကရာ1389ခုတပေါင်းလပြည့်ကျော်တရက်နေ့ခရစ်တက္ကရာ2026ခု3လပိုင်း3ရက်နေ့အင်္ဂါနေ့မှာမူပွားကြကုန်သောမူနေ့ရှင်အပေါင်း3လပိုင်း3ရက်နေ့မှာမူပွားကြကုန်သောမူနေ့ရှင်အပေါင်းအင်္ဂါနေ့မှာမူပွားကြကုန်သောမူနေ့ရှင်အပေါင်း365မြတ်တာပါအစီအစဉ်ကိုကြီးစုနေသောပုဂ္ဂိုလ်အပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းသာသနာဝန်ထမ်းရှင်ရန်အပေါင်းပစ္စည်းလေးပါလူတန်းကြကုန်သောတက္ကမအပေါင်းကျွန်ုပ်တို့နဲ့တန်တရားဆက်ဆက်မှယခုပါတိတော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘိုးဘွားညီကောင်မောင်နှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပဲလေးပုံ30ပုံ၌ကျင်လည်ကြကုန်သောလူနဲ့ပြမတတ္တဝါပဲပုံသားအပေါင်းအနန္တစကြဝဠာအနန္တတတ္တဝါပေါင်းတို့သည်တန်တရားဆက်ဆက်မှယခုပါတိပြည့်ပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုပေါင်းနှင့်သင်တို့ရဲ့မေတ္တာဆွမ်းအားတတိကြောင့်၎င်းကျွန်ုပ်ဒေသဓမ္မကိုယ်တိုင်တန်တရားဆက်ဆက်မှယခုပါတိပြည့်ပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုပေါင်းနှင့်ကျွန်ုပ်ရဲ့မေတ္တာဆွမ်းအားတတိကြောင့်၎င်းကျွန်ုပ်တို့အားလုံးသည်တရားသီလသုဒ္ဓစာကပညာဟိတေဥဒ္ဓပတိဟုသောသူတော်ကောင်းဥစ္စာယတနာတို့နှင့်ပြည့်စုံကြပြီးလင်အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွားပလာကြီးခြင်းဉာဏ်ပညာကြီးခြင်းတည်းဟုသောအကျိုးတရားများကိုရရှိခံစားရ၍အပက်၄ပါးကတ်၃ပါးရပ်ပြစ်၈ပါးယန္တမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးနာမျိုး9တဲ့6ပါးဓာန်10ပါးဘေး25ပါးမိစ္ဆာဒိဋ္ဌိ62ပါးကိလေသာ10ပါးတို့မှခါကသိင်ကင်းလုံငြိမ်းသည်ဖြစ်၍မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်ပါစေပါရမီမစုံသေး၍တန်တရား၌ကျင်လျရသည်ရှိသောမရှိတကားမကြားရပဲပေး၍မကုန်လူ၍မခံတက်ရှိကျမ်းမာချမ်းသာဘေးရန်กว่า၍သာသနာကျိုးတတဝါကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်နိုင်ကြပါသည်ကျွန်ုပ်နှင့်ကျွန်ုပ်မြတ်တာဘုဒ္ဓသောပုဂ္ဂိုလ်ပေါင်းတို့သည်လောဘဒေါသမောဟစသောကိလေသာတရားများကင်းဝေး၍ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားရှင်၏အရဟံဒုက္ခဂုဏ်တော်တို့၏စွမ်းအားတတိနှင့်အရဟံဒုက္ခဂုဏ်တော်တို့ကိုပွားများခြင်းကြောင့်ကျွန်ုပ်တို့အားလုံးသည်လောဘဒေါသမောဟတရားများကင်းဝေး၍ကောင်းသောစကားများသာပြောကြရပြီးကောင်းသောသံများသာကြားရပါသည်ယနေ့ကမ္ဘာလောကကြီးမှာကြီးစိုးလျက်ရှိသောကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်စသည့်အကုသိုလ်ညစ်ဆိုးဒုစရိုက်တရားမျိုးကိုမဂ်ခင်၈ပါးမြတ်တရားဖြင့်ပယ်ပြောင်းနိုင်ပါစေကျွန်ုပ်တို့အားလုံးသည်နေ့စဉ်နဲ့များကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီးလူနဲ့ပြမတတ္တဝါများအား
မေတ္တာပို့များပေးဝေခြင်းကြောင့်ကျွန်ုပ်တို့ရဲ့ကုသိုလ်ဆောင်အားတတိနှင့်လူနဲ့ပြမာတတ္တဝါများ၏စောင့်ရှောက်ကိုခံယူအပ်ခြင်းကြောင့်ကျွန်ုပ်တို့အားလုံးသည်ကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ကောင်းသောလူဝင်ဆန္ဒများပြေဝပါလိုမြတ်စွာဘုရားသာဓုသာဓုသာဓုမေတ္တာဘာနာတိဟုသောပฏิပတ်ခြင်းများဖြင့်ယရဏမြတ်သုံးပါးတို့အားရှိခိုးပူဇော်ပါမည်ဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသံဃံပူဇေမိသာဓုသာဓုသာဓုဣဒံမေဘုံညံအတဝခေယဝံဟောတုဣဒံမေဘုံညံနိဗ္ဗာနတပစ္စယောဟောတုဣဒံမေဘုံညံဘောဓိညာဏတပစ္စယောဟောတုသာဓုသာဓုသာဓုကျွန်ုပ်နှင့်ကျွန်ုပ်ပင်ဖိတ်ထားသောပုဂ္ဂိုလ်ပေါင်းကျွန်ုပ်မြတ်တာပို့များပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့သည်တန်တရားဆက်ဆက်မှယခုဘဝတည်ပြည့်စုံသည်များဒါနသီလဘာဝနာကောင်းမှုကုသိုလ်ကံစုစုတို့ကိုသုံးသက်တပုံ၌ကျင်လည်ကြကုန်သောလူနဲ့ပြမာတတ္တဝါပေပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့အားအမြပေးဝေပါမည်အာလုံးကျေးဇူးသည်များကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးကျေးဇူးသည်များကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးကျေးဇူးသည်များကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကျွန်ုပ်တို့မြတ်တာဘုရားပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့သည်ကျွန်ုပ်တို့အားလည်းကျမ်းမာချမ်းသာအောင်နာယောဂကင်းရှင်းအောင်ဘေးရန်တွေကင်းရှင်းအောင်စီးပွားလလပါဖြစ်တော်အောင်သာသနာ့ကျိုးတတ္တဝါကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်အောင်မိခင်သည်ယဉ်နိုင်ဖြစ်သောဒုတိသောသားကိုအတ္တတမြဆင်ဆောက်ရှောက်တဲ့ကဲ့သို့နေရောညပါခါကတဲ့မမေ့မလျော့ကုညီဆောက်ရှောက်တော်မူနိုင်ကြပါစေကျွန်ုပ်တို့တသူကုသိုလ်ကောင်းမှုများပြုလုပ်တိုင်းမှာလည်းသင်တို့သိနိုင်မြင်နိုင်ကြားနိုင်ပြီးဝမ်းမြောက်ဝမ်းသာတာဓုခေါ်ကြ၍တစ်စင်းနဲ့တစ်စင်းမြင့်သောဘုံဘဝများကိုပိုင်ဆိုင်နိုင်ကြပြီးလင်မိမိတို့နေရဌာနသို့စေချမ်းသာစွာပြင်ကြကုန်လောသာဓုသာဓုသာဓု